အသားဟင်းနဲ့တော့မလဲနိုင်တဲ့ဟင်းလေးတစ်ခွက်ကိုချက်ပြမယ်အဲ့ဒါကတော့စူပုတ်ရွက်နဲ့ပိတ်နေသီးလေးပဲဖြစ်ပါတယ်ရှင်ဒီနေ့ကျမကဆက်ဆက်လေးစားခြင်းလို့ငရုတ်သီးစိမ်းရောအယောင်တင်မှုကိုနှစ်မျိုးစလုံးကိုထည့်ပါမယ်နော်သူ့ကိုမြင်ငပီလေးပါထည့်ပြီးတော့ကျမကစီတက်လိုက်ပါမယ်ရှင်ဒီနေ့ဆက်ဆက်လေးစားမယ်နော်ပြီးလို့ရှိရင်စီတက်လို့ရပြီဆိုလို့ရှိရင်တော့ကျမကပိတ်နေသီးလေးကိုရေးဆေးထားတဲ့ပိတ်နေသီးလေးတွေကိုထည့်ပြီးတော့လုံးပါမယ်နော်ပိနေသီးနဲ့ကြက်သားဘယ်ဟာရွေးမလဲဆိုလို့ရှိရင်တော့ကျမကပိနေသီးကိုပဲရွေးပါတယ်ကျမပိနေသီးကိုအရန်ကြိုက်ပါတယ်နော်ပိနေသီးဟင်းလေးရလေအသားဟင်းနဲ့တော့တကယ်မလဲနိုင်တဲ့ဟင်းလေးတစ်ခွက်ပါပဲနော်ပိနေသီးလေးကိုဣသွားအောင်အရင်ဆုံးတက်လိုက်တယ်ပိနေသီးလေးကိုဣသွားပြီဆိုလို့ရှိရင်တော့အချူငံဝင်အောင်လို့အချူငံလေးတွေကိုကိုစိတ်ကြိုက်ပြင်ဆင်လိုက်ပါမယ်နော်ကဲချကန်ဒီမှာပိနေသီးလေးတွေလုံးဝဣသွားပြီဆိုလို့ရှိရင်တော့စူပုတ်ရွက်လေးခတ်လိုက်ပါမယ်ရှင်အခုဆိုရင်တော့စူပုတ်ရွက်နဲ့တင်းတင်းလေးနဲ့ပိနေသီးဟင်းလေးရပါပြီရှင်ဒီဟင်းလေးရလေတကယ်ကိုတော့အသားဟင်းနဲ့တော့မလဲနိုင်တဲ့ဟင်းလေးတစ်ခွက်ပါပဲရှင်အသားဟင်းမပါဘဲနဲ့ထမင်းစားမိန်နဲ့နေ့လေးတစ်နေ့ပါပဲเนาะအမြဲတမ်းဆိုရင်အသားဟင်းမပိုင်ထမင်းစားမကောင်းတယ်မမိုက်ဤတက်ကတော့ဒီဟင်းလေးတစ်ခွက်တည်းနေတွေကိုဒီနေ့တော့ကအရန်ကိုပြည့်စုံနေပါပြီရှင်